Excuse me. Excuse me. Can you show me toilet? Do you know? Can you show me toilets? ဘာပြောနေလဲ No English No English မြန်မာလို translate Translate. Oh, okay. Can you ဆိုတာကလေခမညာနိုင်မလား Show me ငါ့ကိုပြနိုင်မလား Toilets အင်တာခမညာပြနိုင်မလားငါ့ကိုအင်တာ အင်တာတော့ချင်တာ မလေးအရေးထဲနဲ့ translate ခိုင်းနေ grammar ရင်းလည်းပြနိုင်ခိုင်းဒီမှာငါကြီးပါချင်နေအင်တာပြမလဲလို့အင်တာ အေးပြပေးမယ်ပြပေး အေးမြန်လေးဒါနဲ့နင်တို့အင်တာတိုင်ရောတိုင်ရလား တနာပေါ့ I'm from America sorry ပိုထိုင်အင်တာရီအဲကွန်းတို့အဲ့လိုမျိုးပဲနင်တို့အင်တာတိုင်ရောတိုင်ရလား မလေးတနာမှာပြောမနေနဲ့9 blood တကယ်တနဲ့နော် အေးပိုထိုင်တွေပါမလို့ ပိုထိုင်မလို့ စိတ်နဲ့ထိုင်လို့ရတယ် အဲကွန်းတွေပါရော အဲကွန်းထက်ဆင်းမြင့်နေ တကယ်လားအေးဆုံးကြီးပါချင်းမြန်ပြ ဒီမှာလေ 哎呦我的妈！你这应该说的哈啦， အဲ့လေအမိုးလည်းမရှိဘူးအခါလည်းမရှိဘူးဆိုတော့အခါလည်းပေးစရာမလိုအော်ဘီချော်ဘီတမ်ပါလိုက်ရုံပဲ 哎呦我的妈！ What the fuck မဟုတ်ဘူးလား မလေးနေရှာမရှင်နဲ့အဲ့ဒါငါ native English လို့ပြောတာ ကလေးသားလူတွေကြက်အင်တာလူတွေမတက်တော့ what you say Your living system very nice လေးဒီလိုမျိုးအင်တာမှာငါမတက်နိုင်ပါဘူးကွယ် ကြီးကြီးကျယ်ကျယ်နဲ့မင်းဒီမှာမပါနိုင်နဲ့ဟိုမှာတော့အများကြီးပဲအဲ့မှာပဲသွားပါလိုက် ငါချီရလေပါချင်တာပြီဘလို့အင်တာမျိုးနဲ့လာတွေ့နေတယ်别笑လေးငါတော့တယ်ပဲတော့哎呦我的妈